မဟာချိုင်မြို့ဝေလာရက်ကွက်ကမိမပြည်သူတွေနဲ့မြန်မာလုံသားတွေအထူးတတိထားနားထောင်ပေးကြပါအခုမဟာချိုင်မှာထိုင်းဥပဒေကိုကြော်လွန်ပြီးမာဖီးယားဂိမ်းဆန်ဆန်ကျူးလွန်နေတဲ့အခြေအနေတွေဟာတကယ်ကိုဆိုးဝါးလာနေပါပြီ။နောက်ခန်းမွေအဖွဲ့နဲ့ထိုင်းယူနဲ့အဖွဲ့တွေဟာအပြစ်မဲ့မြန်မာလုံသားတွေရဲ့အိမ်နဲ့အထီတာမကဝေလာရက်ကွက်ကစပင်းညက်ဆိုင်တွေအလှပြင်ဆိုင်တွေအထိအဓမ္မဝင်ရောက်တောင်းကျမ်းနေကြတာပါ။တေချာနားထောင်ကြည့်ပါ။ထိုင်းနိုင်ငံရဲ့တည်ဆဲဥပဒေအရဘယ်အဖွဲ့အစည်းမှဆိုနေအိမ်ဖြစ်ဆိုင်ဖြစ်ဝင်ရောက်စစ်ဆေးခြင်းတရားဝင်ဖမ်းဝရမ်းရှိမှရတာပါဒါပေမဲ့အခုကတော့အာဏာပိုင်တွေတောင်မဟုတ်တဲ့ဒီအဖွဲ့တွေဟာရိုးရိုးသားသားလောက်ကင်စားတောက်နေတဲ့မြန်မာဆိုင်တွေအထိမာဖီးယားဂိုင်းတွေလိုဝင်ရောက်နှောက်ယှက်နေကြပါတယ်ဒါဟာဥပဒေကိုလက်တလုံးချလုပ်ပြီးလူနည်းစုကိုအနိုင်ကျင့်နေတဲ့ဥပဒေမဲ့လုပ်ရက်တွေတတ်ပဲဖြစ်ပါတယ်တကယ်ဖေးအတ်မန်ကိုကြည်ပါမဟာချိုင်မှာနှိရှေလာများရိုးရိုးသားသားနေထိုင်လာသူတွေဟာအဲ့ဒီညကဝေလာရက်ကွက်မှာ live လွှင့်မိတာနဲ့တင်တလူယိုလိုအဆွဆွဲခံခဲ့ရပါတယ်။ကားပြီးလီဘီလုံးဖောက်ခံရတယ်။ငွေနဲ့ကားတော့အခိုးခံရတယ်။လူကိုပါကိုထိလက်ရောက်ကျူးလွန်နေကြတာပါ။ကျွန်တော်တို့မှာဘသူ့အပေါ်မှာရန်ညှိုးမရှိပါဘူး။အခုလိုအိမ်ကြီးဆိုင်တွေထဲထိဝင်တောင်းကျမ်းတဲ့လူရက်တွေဘလောက်ဆိုးဝါးနေပြီလဲဆိုတာအားလုံးမြင်တွေ့စေချင်ပါတယ်လို့ကာယကံရှင်ကရင်းဖွင့်ထားပါတယ်။ဒါကြောင့် TM Monitor အနေနဲ့တိုက်တွန်းချင်တာကမြန်မာဆိုရင်အကုန်ရန်ရှာလို့ဥပဒေမဲ့သမားတွေကိုအရှိန်အဟုန်နဲ့ဖော်ထုတ်ပေးကြပါမဟာချိုင်ဝေလာနဲ့စင်တီဝါတဝိုက်ကမြန်မာတွေအနေနဲ့မဟုတ်မမှန်တည်င်းတွေကြောင့်မြန်မာချင်းအထင်မလွဲကြဖို့နဲ့အဖြစ်မှန်ကိုသိရှိနားလည်ပေးကြဖို့မေတ္တာရက်ခံပါလေနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် TM Monitor ပါ